အသက်14နှစ်နဲ့သိန်းပေါင်းတောင်းချီတန်တဲ့ကျောင်းထိုင်ဆရာတော်ဖြစ်သွားတဲ့ကိုရင်လေးအရှင်ဥတ္တမတာရောင်အသက်14နှစ်ရွယ်မှာပဲသိန်းပေါင်းတောင်းချီတန်တဲ့ကျောင်းကြီးကိုပိုင်ဆိုင်နိုင်ခဲ့ရကတော့ကိုရင်လေးရှင်ဥတ္တမတာရာပါဒီလိုတန်ဖိုးကြီးတဲ့စံကျောင်းတော်ကြီးကိုပိုင်ဆိုင်နိုင်ဖို့ဆိုတာကတတ်တော်ဝါတော်ရင်းနဲ့ဓမ္မစရိယတရားဟောဆရာတော်တွေအတွက်တောင်မှမလွယ်ကူနိုင်ပါဘူးဒီလိုမျိုးကိုရင်လေးရှင်ဥတ္တမတာရာကအခမ်းအနားလာတဲ့ဘုန်းကြီးကျောင်းကိုပိုင်ဆိုင်နိုင်ခဲ့တဲ့ပုံမှာတချို့ကလည်းတာဓုခေါ်ကြသလိုတချို့ကလည်းလူတွေရဲ့ဝေဖန်မှုတွေကတော့တော်တော်လေးမြင့်တက်နေရကိုတွေ့ရပါတယ်အားလုံးသိကြတဲ့အတိုင်းကိုရင်လေးရှင်ဥတ္တမတာရဟာအသက်14နှစ်ရှိနေပြီဆိုပေမဲ့ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုနောက်ကျတဲ့ယောဂကိုခံစားနေရတာဖြစ်ပါတယ်။ဒါကြောင့်လည်းအသက်9နှစ်အရွယ်သားဖြစ်နေရပါ။ဒါပေမဲ့လည်းကိုရင်လေးကတရဏဘောင်ကိုဝင်အပြီးအရင်ဘဝကပါလာတဲ့ကုသိုလ်ကံရည်စက်တွေကြောင့်တရဏပြုနေရဖြစ်ပါတယ်။အထူးသဖြင့်တော့ကိုရင်လေးဟာအရွယ်နဲ့မလိုက်အောင်တရားဟောတတ်နေရပါ။ဒါကြောင့်လည်းကိုရင်လေးဟာအရွယ်နဲ့မလိုက်အောင်တရဏပြုအလုပ်တွေကိုလုပ်ကင်နေရသလိုထိုင်းနဲ့မြန်မာနိုင်ငံအတွင်းမှာတရားဟောကြွချီနေရတာဖြစ်ပါတယ်။ဒါကြောင့်ကိုရင်လေးရှင်ဥတ္တမတာရဟာတရားဟောလို့ရတဲ့နဝကာမအလူငွေတွေနဲ့သိန်းပေါင်းတောင်းချီတန်းတဲ့ကျောင်းကြီးကိုစောက်လုပ်ကကျောင်းထိုင်ဆရာတော်ဖြစ်နေတာပဲဖြစ်ပါတယ်။ကိုရင်လေးရဲ့ကျောင်းကြီးကိုတာဝန်ယူတိဆောက်ကကိုရင်လေးကိုမြေတောင်မြောက်ပေးနေရကတော့ရောက်ကော်ဆရာလေးဖြစ်ပါတယ်။ဒါပေမဲ့လည်းကိုရင်လေးဟာအမှန်တကယ်တရားဟောဓမ္မစတရားမဟုတ်တာကတကြောင်တရဏမှာဦးစင်းမဟုတ်တဲ့ကိုရင်လေးတွေဟာကျောင်းနဲ့ခန်းနာစွာနေခွင့်မရှိရကြောင်းလဲဝေဖန်မှုမြင့်တက်နေရပဲဖြစ်ပါရှင်။